neither nor လို့ထွက်လဲရတယ် okay neither nor လို့ထွက်လဲရတယ်နောက်တစ်ခုက either or ဒါမှမဟုတ်ရင် either or okay เนาะသူကအငင်းပုံစံသဘောပါနှစ်ခုလုံးကိုငင်းတာ okay เนาะကဲတော့သူကသူ့ရဲ့ကြားထဲမှာဘာလေးတွေထည့်ပြီးတော့သုံးလို့ရလဲဆိုရင် adverb noun adjective verb ဒါလေးတွေထည့်ပြီးတော့သုံးလို့ရတယ် okay သူ့ရဲ့ကြားထဲမှာဘာလေးလာမလဲဆိုရင်ပထမဆုံး adjective ပဲထားပါတော့ adjective လာမယ် adverb သုံးလို့ရမယ်ပြီးရင် verb သုံးလို့ရမယ်နောက်တစ်ခုက noun သုံးလို့ရမယ် okay တော့ကြည့်ကြည့်မယ်နော်သူကချမ်းလည်းမချမ်းသာဘူးစင်လည်းမစင်ရဘူး he is neither rich or rich poor rich nor နော် rich nor poor poor okay နော်ဒီလိုလူတွေရှိရလေချမ်းသာလားဆိုတော့လည်းမဟုတ်ဘူးစင်ရလားဆိုတော့လည်းအဲ့လောက်လည်းမဟုတ် okay နောက်တစ်ခုသူကဖြည်းဖြည်းလဲမဟုတ်ဘူးမြန်မြန်လဲမဟုတ်ဘူးဖြည်းဖြည်းလဲမမောင်းဘူးမြန်မြန်လဲမမောင်းဘူးပုံမှန်အတိုင်းပဲမောင်းတယ်တော့ he drives neither fast neither slowly slowly nor nor fastly quickly quickly okay yes fast လဲရရင်နော် ဟုတ် okay ဒါဆိုရင် adverb ထည့်လိုက်တာနောက်တစ်ခု verb နဲ့တောင်းကြည့်မယ် okay သူက English လို့ဖတ်နိုင်တယ်လို့ English လို့လည်းရေးနိုင်တယ် he can he can neither write write nor neither read read in in English English okay နောက်ဆုံးတစ်ခုပြောကြည့်မယ်သူကဆရာဝန်လည်းမဟုတ်ပါဘူး engineer လည်းမဟုတ်ပါဘူး he is neither neither doctor nor engineer engineer ရရနော် yes ဘယ်ရောက်ရင်ထားတာရရနော် no a doctor okay want to လည်းသုံးလို့ရတာပဲ he wants to be neither an engineer nor a doctor သူဆရာဝန်လည်းမဖြစ်ချင်ဘူး engineer လည်းမဖြစ်ချင်ဘူး neither အငင်းသဘောဆောင်မိတာဖြစ်တဲ့အတွက်ထက်ငင်းစရာမလိုเนาะ he is not neither မဟုတ်ဘူးเนาะ he doesn't drive မဟုတ်ဘူးเนาะအငင်းသဘောဆောင်မိတာဖြစ်တဲ့အတွက်ထက်ငင်းစရာမလိုရမယ်เนาะ okay အဲ့ဒီသဘောတရားကိုနားလဲရင် not only but also တို့ခုနပြောတဲ့ either or တို့ both တို့ဒါလေးနဲ့လည်းသုံးလို့ရသွားပြီเนาะ ကဲဒါလေးတစ်ခါတော့ sister တင်စာဖတ်ကြည့်ပါဦး he is neither rich nor poor He is neither rich or poor. He drives oh neither no သမီး no no He drives neither slowly nor quickly. He can neither write or read in English. He is neither an engineer nor a doctor. okay have you read it Yes, I've read it. okay thank you